United ကဘာကြောင့်ဖန်များဆုံးကလပ်ဖြစ်နေတာလဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ရှိုင်းမင်းဖြစ်ပါတယ်ဒီနေ့မှာတော့ Manchester United အသင်းကဘာကြောင့်ဖန်များဆုံးအသင်းဖြစ်နေလဲဆိုတော့ပြပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြပါအောင်ဗျချိန်တုန်းက United ဆိုတာကမ္ဘာအောင်မြင်ဆုံးကလပ်တစ်ခုပါအဲ့ဒီအောင်မြင်မှုတွေကိုဦးဆောင်ခဲ့ရတော့ Sir Alex Ferguson ဖြစ်ပြီး Premier League, UCL နဲ့အခြားစူပါလာဘာများစွာကိုရရှိခဲ့ပါတယ်United ရဲ့အကြီးမားဆုံးအောင်မြင်မှုတွေကမှ1999ခုနှစ် UEFA Champions League Final နောက်ဆုံးမိနစ်မှာငကိုတွင်ပြီး Champions Flag ကိုရရှိခဲ့ပါတယ်။အဲ့ဒီနှစ်ကအင်္ဂလန်မှာ Triple Winner ဆိုပြီးပထမဆုံးရရှိခဲ့တဲ့အသင်းသတင်းလည်းဖြစ်ပါတယ်။အဲ့ဒီစံချိန်ကိုထပ်မံရရှိခဲ့တဲ့အသင်းသတင်းကတော့မြို့ကန်ပဲ Manchester City သတင်းမှရှိပါသေးတယ်။နောက်ပြီး2008ခုနှစ်မှာ Cristiano Ronaldo ကဦးဆောင်ပြီး Champions League Flag ကိုထပ်မံရရှိခဲ့ပါတယ်2008 Ronaldo ဆိုတာကလည်းအခုချိန်ဒီဖန်တွေရဲ့ပါဇက်ပြားကနေမချရလောက်တဲ့အထိအရန်ကောင်းခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။အဲဒီအောင်မြင်မှုတွေကြောင့် United ကိုဖန်ပြီးအများဆုံးဖြစ်စေခဲ့တာပါ။နောက်တစ်ချက်က Legend Player တွေပါ။ Cristiano Ronaldo, David Beckham, Wayne Rooney အစရှိတဲ့ player တွေကြောင့် United fan base ကပိုပြီးကြီးမားလာခဲ့တာပါ။ United fan တွေကကမ္ဘာတစ်ဝန်းမှာမိုလိုပေါ်လောင်အထိများပြားလွန်းလာပါတယ်။ဘယ်နေရာမှာဆို United fan တွေကိုအများဆုံးတွေ့ရတတ်ပါတယ်။ဒါကြောင့် United က club တစ်ခုမဟုတ်တော့ဘူး။ brand တစ်ခုဖြစ်သွားခဲ့ပါတယ်။အခုချိန်မှာperformance မကောင်းဘူးဆိုပေမဲ့ဒုက္ခိဒုက္ခတော့ဆောင်းရမ်းကောင်းခဲ့ရကြောင်း United fan တွေနဲ့တခြားအတင်းကိုပြောင်းအားမပေးခဲ့ကြပါဘူး။သူတို့အရင်တဲ့အသေးတွေကနေပြီးတော့အားပေးခဲ့ကြတာဆိုတာအားလုံးသိပါပဲ။အခုကြည့်နေတဲ့လူတွေထဲမှာ United fan တွေဆိုရင်တော့ကျွန်တော်ပြောတော့လက်ခံပါလိမ့်မယ်။ခင်ဗျားတို့ရော United fan လားဒါမှမဟုတ်တခြားအသင်း fan လားဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်အဆုံးထိကြည့်ပြီးတဲ့တဦးတယောက်ရှင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဗျ